Okay 2026ခုနှစ်ရောက်နေပြီကျွန်တော်တို့ကအယောင်တွေကိုအထူးသဖြင့် gradient တွေကိုဖြစ်တယ်လို့အလွယ်သုံးနေကြတော့မယ်အဲ့တော့ကျွန်တော်တို့ဒီခေတ်မှာ social media ခေတ်ကြီးပေါ့နော် digital age ပေါ့ကျွန်တော်တို့တရကမှာ Facebook ပေါ်မှာလူတွေကပုံပေါင်းတန်းရာနဲ့ချီပြီးတင်နေကြတယ်အဲ့ဒီထဲမှာကျွန်တော်တို့ဆွဲလိုက်တဲ့ design တစ်ခုနော် design တစ်ခုဟာခဏတာရက်တန့်ပြီးတော့ကြည့်ကျင်စရာကောင်းသွားအောင်ကျွန်တော်တို့အယောင်တွေကိုတိတ်တိတ်ချာချာအသုံးချဖို့လိုတယ်အဲ့တော့ကျွန်တော်တို့အထူးသဖြင့်ပေါ့ဒီနေ့ကတော့ gradient mesh တွေပေါ့အဲ့တော့ဘယ်လို gradient mesh တွေလဲဆိုရင်ဒီလိုမျိုးတွေပါdesign story ကနေပြန်လည်ကြိုးစားပါတယ်ကျွန်တော်တို့ YouTube မှာပုံမှန်ဗီဒီယိုတွေပြန်လုပ်ဖို့ကျွန်တော် try နေတယ်ပေါ့နော်အဲ့တော့အရှိမလဲကျွန်တော်မှားမှမကြောက်နဲ့ဆိုတဲ့ဗီဒီယိုတစ်ခုလုပ်ထားပါတယ်အဲ့တော့အဲ့ဗီဒီယိုကကြည့်ရလူနဲပါတယ်ဘာလို့လဲတော့မသိဘူးပေါ့နော်ဒါပေမဲ့လိုအပ်ပါတယ်ကြည့်ပါနော်ကျွန်တော်တို့လူငယ်နဲ့ပတ်သက်ပြီးတော့လူငယ်နဲ့ပတ်သက်ပြီးတချို့ကမှားမှာ perfect မဖြစ်မှာကိုကြောက်ကြတယ်အထူးသဖြင့်ပေါ့နော်ကျွန်တော်ရဲ့ YouTube channel ကဒီ logo နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုလက်တွေ့ကြပေါ့နော်ဆွဲပြတာဗီဒီယိုတွေအများကြီးလုပ်ပေးမှုတယ်ပြီးသွားရင်ကျွန်တော်တခြားပြောတဲ့အကြောင်းအရာတွေကဒီကျွန်တော်တို့လူငယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်လူငယ်နဲ့ပတ်သက်ပြီးတော့လေ့လာတဲ့ပညာတွေစိတ်ပိုင်းဆိုင်ရာဘယ်လိုထားရမလဲ personal branding ဘယ်လိုလုပ်ရမလဲ theory ဘိုင်းဆိုင်ရာအဲ့ဒါတွေပြောတာများတယ်ပေါ့ဒီနေ့ကတော့ကျွန်တော်တို့gradient ပေါ့နော် color အကြောင်းကိုပြောမယ်ပေါ့နော် color ထဲမှာကျွန်တော်ကဆွဲထုတ်လိုက်တယ်ပေါ့နော် gradient အကြောင်းကိုငါသိမပြောဘူးသေးဘူးငါပြောမယ်ပေါ့ okay gradient တွေကိုကျွန်တော်တို့ဟိုထိတိကျကျနားလည်ပြီးလောက်ထားတဲ့လူတစ်ယောက်ရဲ့ gradient နဲ့နားမလည်ဘဲနဲ့ရှောက်လောက်ထားတဲ့ gradient ကအများကြီးกว่าတယ်အဲ့တော့ gradient တွေကိုတချို့ကလည်းတုံးရမှာကြောက်ကြတယ်ပေါ့နော်တုံးရမှာကြောက်တယ်ဆိုတာလည်းဖြစ်နိုင်ပါတယ်ကိုက color အကြောင်းကိုကောင်းကောင်းနားမလည်ဘဲနဲ့ gradient တွေကိုသွားသုံးမယ်ဆိုရင်မျက်စိနောက်ဆရာကြီးတောင်ဖြစ်သွားအောင်မယ်ဒါပေမဲ့တည်တည်ချာချာသုံးတတ်မယ်ဆိုရင်လေကျွန်တော်တို့ကိုယ့်ရဲ့ design ကဆွဲဆောင်မှုပိုရှိလာမှာပေါ့နော် okay ဒီနေ့ကတော့ကျွန်တော်တို့လက်တွေ့အသုံးချလို့ရတဲ့ပညာရပ်တစ်ခုကို sharing လုပ်ပေးမှာဖြစ်ပါတယ် okay စလိုက်အောင်ဗျာပုံမှန်သမယိုးကြတယ်အရင်တော့ပေါ့နော်ပုံမှန်သမယိုးကြ linear gradient လေးတွေသုံးနေတာထက်စာရင်နောက်ပိုင်းကျတော့ gradient mesh တွေပဲပေါ်လာတယ်ပေါ့နော်free point gradient လည်းပေါ်လာတယ်ပေါ့နော် Adobe Illustrator version အသစ်တွေမှာဆိုရင်ပေါ့နော် version အရင်ဟိုးတော့အဟောင်းနေတော့မရဘူးပေါ့နော်အဲ့ဒါတွေလည်းပါလာတယ်နောက်တစ်ခါ gradient mesh တွေကိုလည်းသေချာသုံးလာကြတယ်ပေါ့ဒါပေမဲ့သုံးပင်မဲ့လည်းဒီ function ဒီ tools တွေကတော့ကျွန်တော်တို့ software တွေက support လုပ်ပေးလိုက်တာပေါ့ဒါပေမဲ့အဲ့ဒါ plus ကျွန်တော်တို့က color အကြောင်းကိုတကယ်နားလည်ဖို့လိုအပ်တယ် color တွေကိုနားလည်မှာကျွန်တော်တို့ gradient တွေကိုကောင်းကောင်းအသုံးချနိုင်မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့သင်ခန်းစာကဒီနေ့လက်တွေ့ကြကျွန်တော်တို့စပြီးလေ့လာရအောင်ပေါ့နော်အဲ့တော့စပြီးလေ့လာမယ်ဆိုတော့ဒါတွေကျွန်တော်တို့ကျွန်တော်ပြခဲ့တဲ့ဒီ gradient တွေကိုဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်ပြီးရင်ပြပါမယ်ဒါပေမဲ့မပြခင်မှာအခြေခံကနေပဲထုံးစံတိုင်းအခြေခံကနေစပြီးတော့ကျွန်တော်တို့သိဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့ gradient ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ရှင်းလေးပဲကျွန်တော်ဒီမှာဆွဲလိုက်မယ်ကျွန်တော်တို့ဒီမှာကိုဒါကိုကျွန်တော် outline ကိုမပေးဘူးပြီးသွားရင်ကျွန်တော်တို့ဒီမှာ gradient ရှိတယ် gradient ကိုယူလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ gradient 2ရှိတယ်เนาะဒီမှာ3ခုရှိတယ်ပေါ့เนาะကျွန်တော်တို့ linear gradient radial gradient နဲ့ free form gradient 3ခုဖြစ်သွားမယ်ပေါ့เนาะအဲ့တော့ linear gradient နဲ့ပဲစရအောင်အဖြူနဲ့အမဲဒီမှာဆိုရင် okay ကျွန်တော်တို့ကထားပါတော့ကျွန်တော်တို့ကเนาะဥမာကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဘာအောင်သုံးချင်တာလဲကျွန်တော်ကထားပါတော့ကျွန်တော်ကဒီ red ကိုသုံးချင်တယ် okay နောက်တစ်ရအောင်ကြတော့နောက်တစ်ရအောင်ကကျွန်တော်တို့เนาะဒီနေရာမှာเนาะဒီနေရာမှာဘာအောင်သုံးမလဲเนาะဘာအောင်သုံးချင်မလဲဟနောက်မှာကျွန်တော်ဒီမှာ red သုံးထားတယ်အဲ့တော့ဒီနေရာမှာတကယ်လို့များအပြာရောင်သုံးမယ်ဆိုပါစို့เนาะအဲ့တော့ဘယ်လိုဖြစ်သွားမလဲကြည့်အောင်သူဒီเนาะသူဒီကြည့်အောင် red ကနေဒီမှာ blue ကိုသွားတာเนาะ blue ကိုသွားတာအဲ့တော့သူဒီကျွန်တော်တို့ဒီအလဲမှာခရမ်းရောင်ပါလာတာကိုတတိထားမိနိုင်မယ်เนาะကျွန်တော်တို့သုံးခဲ့တာတကယ်တော့ red နဲ့ gray ရမယ်เนาะအဲ့တော့ဘာကြောင့်မလို့ခရမ်းရောင်ပါလာလဲဆိုရင်ကြည့်အောင်ကျွန်တော်တို့ဒီမှာ red ဒီမှာ blue ဆိုတော့ဂျားတဲ့ကအရောင်ကိုသူဖြည့်ပေးတယ်လို့เนาะဖြည့်ပေးတယ်လို့ဒါအကြောင်းရှိသွားပြီ okay တကယ်လို့များเนาะတကယ်လို့များကျွန်တော်တို့ကဒီ blue နေရာမှာเนาะဒီ blue နေရာမှာ green သွားထည့်ခဲ့မယ်ဆိုရင်ဘာဖြစ်သွားနိုင်လဲဒီဂျားတွေကအရောင်ကလိမ္မော်ရောင်လို့ဘာလို့ဖြစ်သွားပြီ
ဒါပေမဲ့ဒီ gradient ကိုကြည့်မှဆိုရင်ဒါကကာလာအကြောင်းကိုနားမလည်ပဲလောက်ထားတဲ့လူတစ်ယောက်ရဲ့ gradient လို့အကြမ်းမြင်ကျွန်တော်တို့သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ကာလာကြောင်းဘာလို့နားမလဲရလဲဆိုရင်ဟန်အောင်ကကျွန်တော်ရှင်းပြသလိုပဲကျွန်တော်တို့ဒီမှာအနီနဲ့အပြာနဲ့ဆိုရင်အဆင်ပြေတယ်ကွန်ပျူတာ program ကနေအနီနဲ့အပြာနဲ့ဂျားထဲမှာရှိတဲ့ကျွန်တော်တို့ဂျားထဲမှာရှိတဲ့ခရမ်းအောင်သူထည့်ပေးနိုင်ပေမဲ့ကြော်ပြီးတော့ကျွန်တော်တို့အစိမ်းကိုသွားလုပ်တဲ့အခါမှာဒီဂျားမှာရှိတဲ့အယောင်ကဘာအယောင်ကြီးမှမသိဘူးအဝါလိုလိုလိမ္မော်လိုလိုဒါပြီးရင် gray တွေလည်းပေါင်းဆက်ထားတဲ့အယောင်မျိုးဖြစ်သွားတာကိုတွေ့ရလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲဒါမျိုးဒီဘက်ကနေဘက်ကအစိမ်းတော့ထားခြင်းနဲ့အလဲမှာဗတ်တယောင်ထားပေးဖို့လိုအပ်လာပြီပေါ့နော်အဲ့တော့အလဲမှာတယောင်ထားမယ်အယောင်ကဘာအယောင်ဖြစ်မလဲအခုဒီမှာကြည့်လိုက်နော်ကျွန်တော်တို့ဒီမှာလိမ္မော်လိုလိုပြီးရင်လိမ္မော် gray နဲ့ပေါင်းထားတဲ့အယောင်ကြီးဖြစ်နေရပါတော့အဲ့ဒါလိုဖြစ်နေရင်ကျွန်တော်တို့ကအလဲကောင်းမှာအယောင်တယောင်ထည့်ပေးပြီးတော့အစင်ပြေတဲ့ချောမွေ့တဲ့ gradient ကိုလုပ်ယူလို့ရတယ်အဲ့ဒါဆိုရင်ဘာအယောင်ထည့်ရမှာလဲโอเคဘာအောင်ထည့်ရမှာလဲဆိုရင်ကျွန်တော်တို့ကြည့်အောင်ကျွန်တော်တို့သုံးထားတဲ့အယောင်ကအနီနဲ့အစိမ်းဒီမှာအနီရှိတယ်ဒီမှာအစိမ်းရှိတယ်ဟုတ်ကဲ့နော်အဲ့တော့ကျွန်တော်တို့ကစဉ်းစားအောင်နော်ကျွန်တော်တို့စဉ်းစားအောင်အောက်မှာလည်းအနီရှိတာကိုသတိထားကြည့်ပါနော်အောက်မှာလည်းအနီရှိတယ်အဲ့ဒါဆိုရင်ဒီမှာအနီဒီမှာအစိမ်းဂျားမှာဘာရှိရောလိမ္မော်ရောင် sorry အဝါတို့လိမ္မော်တို့ပေါ့နော်ဒါတွေရှိတယ်โอเคကျွန်တော်တို့ကအဲ့ဒီအယောင်ကိုဂျားမှာထည့်ပေးခြင်းဖြင့်ကျွန်တော်တို့ကအဆင်ပြေတဲ့အယောင်ကိုရရှိမယ်โอเคကျွန်တော်တို့ရဲ့ဒီ gradient မှာအလဲကောင်းမှာတစ်ခုထည့်လိုက်မယ်နော်တစ်ခုထည့်လိုက်မယ်ဆိုရင်သူ default လောက်ထားတဲ့အယောင်ကဒီမှာကြည့်နော်ဒီအယောင်အဝါဟိုမှာကျွန်တော်တို့ဟာနော်အဝါဟိုမှာကျွန်တော်တို့ grade ပါနေရပါတော့အဲ့တော့ကျွန်တော်တို့အဝါကိုကျွန်တော်တို့နော်အဝါကိုဒီလိုအယောင်ပေးလိုက်မယ်ဆိုရင်သူကကျွန်တော်တို့ပုံမှန်ပဲကျွန်တော်တို့အနီနဲ့အစိမ်းနဲ့နှစ်ခုတည်းလောက်ထားတယ်လုံးဝမတူတော့ဘဲနဲ့ smooth ဖြစ်တဲ့ gradient တစ်ခုကိုရရှိမှာဖြစ်တယ်အဲ့တော့ကျွန်တော် smooth ဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်ဒီလို downline လုပ်ချင်ရင်လည်းကျွန်တော်တို့ဒီလိုဆွဲသွားရင် smooth ဖြစ်တဲ့ gradient တစ်ခုကိုရရှိမှာဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ပုံမှန်အားဖြင့်မတူတော့ဘူးနော်ကျွန်တော်တို့ပထမဦးဆုံးနော်မထည့်ထားတဲ့ပုံစံနဲ့ဆိုရင်တခြားစီဖြစ်သွားတယ်ဒီလိုပုံစံကြီးပေါ့နော်အနီနဲ့အစိမ်းနဲ့ဒီဂျားထဲမှာအယောင်ပြက်ကြီးတစ်ခုပါနေအဲ့ဒါကိုကျွန်တော်တို့ဟာနော်ဟန်အောင်ကလိုပဲကျွန်တော်တို့ပြန်ထည့်လိုက်မှအဆင်ပြေသွားတာကိုတွေ့ရမယ်ဒါက gradient ကိုသုံးတဲ့အချိန်မှာကိုယ့်ရဲ့ gradient ကလှပအောင်ချောမွေ့အောင်လုပ်ဖို့လိုအပ်တယ်ဆိုတာကိုဒါသိထားဖို့လိုတယ်ဟုတ်ပြီနော်အဲ့တော့မဆိုင်နဲ့ထားပါတော့ကျွန်တော်တို့ကခရမ်းရောင်ကနေအစိမ်းရောင်သွားမယ်ဆိုရင်ကွန်ပျူတာ automatic အပြာကိုထည့်ပေးနိုင်တယ်ဟုတ်ပြီနော်အနီကနေအပြာကိုသွားရင်အလဲမှာရှိတဲ့အရာကိုထည့်ပေးနိုင်တယ်ဒါပေမဲ့အနီကနေဒီအစိမ်းကိုကြော်ပြီးလုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ကပြန်စဉ်းစားရမယ်အနီနဲ့အစိမ်းဆိုတာဒီအပေါ်နဲ့ဒီဘဲရှိတာမဟုတ်ဒီအောက်ကနေပြန်ကြည့်ရင်အဝါရှိတယ်အစိမ်းကနေဆိုရင်အဝါကိုသွားလို့ရတယ်အနီကနေလည်းအဝါကိုသွားလို့ရတယ်အဲ့ဒီအတွက်အလဲကောင်းပါတယ်ရှိတဲ့အယောင်တရားကိုထပ်ဖြည့်ပေးခြင်းဖြင့်ဒါပိုချောမွေ့တဲ့ gradient ကိုရရှိမှာဖြစ်တယ်ဒါက gradient ရဲ့အခြေခံသိကိုသိထားတဲ့ knowledge တစ်ခုဖြစ်ပါတယ် okay ဒီလို gradient လုပ်မယ်ဆိုရင်ကြတော့ကျွန်တော်ကဒီမှာဘာလုပ်ထားရလဲဆိုတော့เนาะကျွန်တော်အောက်ဆုံးဟာကိုပိတ်လိုက်မယ်ဆိုရင်ဒီမှာတစ်ခုခံထားတယ်ဒါကိုလည်းပိတ်လိုက်မယ်เนาะ okay ကျွန်တော်နောက်ထပ်တရားကိုခေါ်လိုက်မယ်ခေါ်ပြီးရင်ကျွန်တော်တရားကိုကျွန်တော်အယောင်တရားဆွဲလိုက်မယ် okay ပြီးတော့ရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်သူ့ကိုကျွန်တော်က transform နဲ့ scale မှာเนาะ transform နဲ့ scale မှာကျွန်တော်တို့ဒါလည်းတရားပေါ့เนาะအဲ့ဒါကိုမှကျွန်တော်ဒီမှာ 5% ဆိုပြီးတော့ပေးလိုက်မယ် okay ဒီက 5% ပေးလိုက်ပြီပြီးသွားရင်ကျွန်တော်တို့ကဒီကောက်ကိုဒီဘက်တိုးမယ်ပြီးရင်ကျွန်တော်တို့ဒီမှာပို့ပြီးတေးကြအောင်လို့ဒီမှာ output ရေးထားရယ်เนาะအဲ့တော့ alignment ကိုဒီဘက်တိုးလိုက်မယ်ဒီကောက်ကိုလည်းဒီဘက်တိုးမယ်ပို့ပြီးတေးကြအောင်ဒီဘက်ကိုသွားလိုက်မယ် okay ဒါဒီလိုစမယ်ပေါ့နော် okay သူ့ရဲ့ gradient ကိုကျွန်တော်တို့เนาะတစ်ချက်ကြည့်မယ်เนาะကျွန်တော်တို့ဒီမှာအနက်ရောင်နဲ့စတယ်အနက်ရောင်နဲ့စုံတယ်ပြီးရင်အလဲမှာလိမ္မော်ရောင်ထားတယ်ဒီမှာကကျွန်တော်တို့ pink color ထားတယ်ဒီမှာက cyan color ထားတယ်အဲ့ဒါကိုကျွန်တော်ကဒီ cyan color ကိုကျွန်တော်ဒီဒီဘက်ကဟာကိုเนาะကျွန်တော်ဒီမှာနည်းနည်းလေးပုတ်တဲ့အရာကိုပေးလိုက်ပဲเนาะ okay ပေးပြီးရင်ကျွန်တော်တို့ gradient 2ဒီဟာရပြီเนาะဒါဒီဟာတစ်ခုပြီးတော့ဒီဟာကလည်းတစ်ခုသုံးခုဖြစ်သွားပြီပေါ့เนาะဒီသုံးခုကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုရင် W နှိပ်လိုက်ပဲကျွန်တော်တို့ W ဆိုတာ blending ပေါ့เนาะ W နှိပ်ပြီးကျွန်တော်တို့တရားကိုဒီလိုတစ်ချက်စီနှိပ်လိုက်ရင်ဒီလို gradient ဟွာလေးရပြီ okay ဒါကတော့ဒါ gradient
gradient ကိုမှကျွန်တော်တို့ blending နဲ့လုပ်လိုက်တာဒါပေမဲ့တိတ်ပြီးတော့မမိုက်သေးဘူးဗျာနော်တိတ်ပြီးမမိုက်သေးဘူးကျွန်တော် dynamic ဆန်ဆန်လေးတွားကျင်တယ်ဆိုတော့ကျွန်တော်တို့ကနော်ကျွန်တော်တို့ကဒီဟာကိုဒီ gradient ကိုကျွန်တော်တို့ဒီမှာဒီကောင်းကိုကျွန်တော်တို့ net zoom in zoom out လုပ်လိုက်မယ်နော်ဒီကောင်းကိုဒီရှေ့ဆုံးအကောင်ကိုကျွန်တော်တို့အပေါ်လောက်ကနေဆွဲမယ် okay ပြီးရင်ကျွန်တော်ဒီဟာကိုနော် gradient ကိုဒီကောင်းကိုကျွန်တော်အဲ့လောက်သွားဘူးဒီလောက်သွားမယ်နော်ပြီးတော့ရဲ့နောက်ဆုံးအကောင်ကိုကျွန်တော်တို့ဒီလိုသွားလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့နော်ပုံမှန်သမယိုးကြာ gradient နဲ့မတူတော့ဘဲနဲ့ကျွန်တော်တို့ဘာနဲ့သွားတူလဲဆိုတော့ဒါ fractal glass လို့လည်းခေါ်တယ်ပေါ့နော် fractal glass gradient effect ပေါ့နော်ဒါမျိုးလေးဖြစ်သွားတယ်ဒါဆိုရင်ကျွန်တော်တို့ပုံမှန်သမယိုးကြာ gradient တွေကိုသုံးနေတာ design ကိုယ့်ရဲ့ design တစ်ခုက background ကကိုယ့်ရဲ့ background ကနည်းနည်းလေး futuristic ဆန်တဲ့နော်ပြီးတော့နေပညာဆန်တဲ့ background လို့ပုံစံပေါက်သွားတယ် okay ဒါကိုကျွန်တော်တို့ကနော်ဒီတက်ပို့ပြီးနည်းနည်းလေးပိုကောင်းသွားအောင်လုပ်မယ်ဆိုရင်နော်လုပ်မယ်ဆိုရင်ကျွန်တော်တို့က layer အသစ်တစ်ခုထပ်ခေါ်လိုက်မယ်နော် layer အသစ်တစ်ခုထပ်ခေါ်လိုက်မယ်ကျွန်တော်တို့ကနောက်ထပ် rectangle ပေါ့နော် rectangle တစ်ခုယူမယ်ယူပြီးရင်ကျွန်တော်တို့ကဒီမှာ upvote အတိုင်းပေါ့နော်ဒီလိုထားလိုက်မယ် okay သူ့ကိုကျွန်တော်ကmaybe အဖြူအောင်ပေးလိုက်မယ်နော်အဖြူအောင်ပေးလိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့ gradient mesh ပေါ့နော် U ပေါ့နော်တစ်ချက်နှိပ်မယ်နော်ဒီလိုတစ်ခုဟိုဒီအဲ့လိုကျွန်တော်တို့ပေးလိုက်မယ်ပေးပြီးတော့ရင်ကျွန်တော်တို့က A နဲ့နော် A နဲ့ကျွန်တော်တို့ဒီမှာဒီနေရာနှစ်ခုမှာကျွန်တော်တို့က maybe အပြာရောင်ပေးလိုက်မယ်နော်အပြာရောင်ပေးလိုက်မယ်ဒီနေရာမှာကျွန်တော်တို့ကmaybe အပြာဖြော့လေးတစ်ချက်ထားမယ်ဒီမှာကျတော့ကျွန်တော်တို့ခရမ်းရောင်ပေါ့နော်ခရမ်းရောင်တစ်ချက်ထားမယ်ပြီးတော့ရင်ကျွန်တော်တို့ကအလဲနေရာမှာလဲကျွန်တော်တို့ဒီအလဲမှာလဲကျွန်တော်တို့ကတစ်ချက်ထားမယ်သူ့ကိုကျွန်တော်တို့ကနည်းနည်းအပြာတဲ့က dark ဖြစ်တဲ့အရောင်ပေးမယ် okay ဒီဘက်မှာကျွန်တော် maybe စိမ်းဖြော့ပဲဖြစ်ဖြစ်ဇာယံဖြော့ပဲဖြစ်ဖြစ်ပေးလိုက်မယ် okay အဲ့ဒါကိုကျွန်တော်တို့ transparency mode မှာ ဒီမှာကျွန်တော်တို့เนาะဒီမှာ overlay ပေးလိုက်မယ်ဒါဆိုရင်ပုံမှန်အရာဆိုရင်ကျွန်တော်တို့ဒါမပါဘူးဒါပါတယ်ဆိုရင်မတူတော့ဘူးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့လုံးဝပုံမှန် gradient နေတဲ့ကွဲထွက်ပြီးတော့เนาะမိုက်နေတဲ့ design လေးတစ်ခုเนาะ gradient တစ်ခုရပြီအဲ့တော့လောက်ကြည့်ပါဗောနော်ကျွန်တော်သုံးသွားတဲ့အရောင်တွေကကျွန်တော်ကတော့ဒါသုံးနေလောက်နေကြအရောင်နဲ့ပတ်သက်ပြီးကျွန်တော်သိနေလို့အဲ့တော့မကြွညင်သေးတဲ့လူတွေကြာသုံးကြည့်ရင်းနဲ့အဓိကကတော့ကျွန်တော်တို့စမ်းကြည့်ပါများလေ့ကျင့်ပါများရင်ပို့ပြီးသုံးတတ်လာလိမ့်မယ်ဗောနော်အဲ့တော့ဆိုရင်ကျွန်တော်တို့ဒါ gradient mesh တွေမပါဘဲနဲ့ဗောနော်ဒီမှာဆိုရင်ရိုးတန်gradient တစ်ခုနှစ်ခုသုံးခုဒီမှာလောက်ပြီးတော့ blending လုပ်လိုက်တယ်เนาะ blending လုပ်ပြီးမှဒီအပေါ်ကနေ gradient mesh အုပ်ပြီးတော့ overlay ပေးလိုက်တယ်အဲ့တော့ပုံမှန်ထူးခြားအရောင်တရောင်ထွက်လာတယ်ဗောနော် okay ဒုတိယသင်ခန်းစာဒီကောင်ဆိုရင်လည်းပုံမှန်သမယိုးကြ gradient နဲ့မတူတော့ဘူးဒီကောင်ကို gradient ဘာလို့ခေါ်မလဲဆိုတော့ဒီကောင် 8-bit gradient လို့ခေါ်လို့ရမယ်ဗောနော် 8-bit gradient လို့ခေါ်လို့ရမယ်အဲ့တော့ကျွန်တော်တို့ဒီမှာတစ်ခုချင်းစီမှာအရောင်လေးတွေကြည့်အောင်เนาะအရောင်လေးတွေအစုံပါတယ်เนาะဒီမှာအကွက်လေးတစ်ခုစီမှာဒါတပြည့်ကြည့်เนาะအကွက်လေးတစ်ခုချင်းစီမှာအရောင်လေးတွေအစုံပါတယ်เนาะအဲ့လို gradient လေးတွေလောက်ထားတယ် okay ဒါရောဘယ်လိုလုပ်မလဲ okay လေ့လာကြည့်အောင်အဲ့တော့ဒါကိုလုပ်မယ်ဆိုတော့ကျွန်တော်တို့ဒီအရာကိုခဏပြန်ပိတ်ထားလိုက်မယ်ကျွန်တော်တို့ layer အသစ်ခေါ်ပြီးတော့ကျွန်တော်တို့ကเนาะဒီလို rectangle တစ်ခုဆွဲလိုက်မယ်ကျွန်တော်တို့က free form เนาะ free form gradient ကိုသုံးမယ်เนาะ free form gradient ဆိုတာကျွန်တော်တို့ဒီမှာနောက်ဆုံးမှာရှိလိုက်မယ်เนาะဒီမှာ free form gradient ဒီဟာကိုသုံးမယ်ပေါ့ဒီဟာကိုသုံးမယ်ဆိုတော့ okay တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်သူဒီမှာ automatic ပေါ့เนาะ4 point ပြထားမယ်4 point မှာသူထည့်ပေးထားတဲ့ color ကတတ်ရှိလိုက်မယ် okay ကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်တို့ကြိုက်တယ်လို့ပြင်လို့ရတယ်ဗောနော် okay ကျွန်တော်တို့ကတော့ဒီမှာဆိုရင်ကျွန်တော်ဘယ်လိုပြင်ချင်လဲဆိုတော့ကျွန်တော်ဒီနေရာမှာကျွန်တော် orange color ထည့်ချင် orange color ကိုကျွန်တော်တို့နော်ဒီရတွေပဲယူရအောင်ကျွန်တော်တို့ဒါအနေကြီးမဟုတ်ဘူးဗောနော်ဒါလောက် okay ဒီမှာတစ်ခုရွေးပြီးသွားပြီရွေးပြီးသွားရင်ကျွန်တော်ဒီဘက်မှာကျတော့ဒီကောင်ကိုကျတော့ခရမ်းရောင်ပေါ့နော်ဒါမှလည်းခရမ်းရောင်တော့ဖြစ်နေပြီဆိုတော့ကျွန်တော်တို့ပြင်စရာမလိုတော့ဘူးเนาะအဲ့ဒါကိုမှဒီအောက်မှာဆိုရင်ကျွန်တော်ကဒီကောင်ကိုကျွန်တော်ကထားပါတော့ကျွန်တော်ပန်းရောင်ပေးလိုက်မယ်เนาะဒီကောင်ကိုခရမ်းရောင်ကိုဒီကောင်ကိုနည်းနည်းလေးဒီဘက်ကိုသွားမယ်เนาะ okay ပြီးတော့ရင်ကျွန်တော်ဒီဘက်အောက်မှာကျတော့ကျွန်တော်က
နော်အောက်မှာကျွန်တော်ကဘာလုပ်မလဲlight cyan ပေါ့နော် light cyan ပေါ့ဒါမှလည်း cyan တော့ဖြစ်နေပါ okay ပြီးသွားရင်ကျွန်တော်တို့အသစ်ယူလို့လည်းရတယ်เนาะကျွန်တော်ဒီမှာဆိုရင်ဒီနေရာမှာတစ်ချက်ထောက်လိုက်မယ်เนาะဒီနေရာမှာထားရလိုက်ပြီးရင်ကျွန်တော်ဒီမှာ cyan ဒီနေရာမှာတစ်ချက်ထောက်လိုက်မယ်ဒီကောင်ကိုကျတော့ blue ပေးမယ်ဒါကတော့ကျွန်တော်တို့ဟိုဘယ်နေရာမှာဘာအရောင်လေးတွေသုံးရင်ကောင်းမလဲဆိုတဲ့ဟာကတော့ဒါလေ့ကျင့်ရမှာပေါ့เนาะလေ့ကျင့်ရမှာ okay ကျွန်တော်ရဲ့ gradient mesh က gradient ပုံစံကဒီလိုဖြစ်သွားပြီအဲ့တော့ပုံမှန်သမရိုးကြာကျွန်တော်တို့ linear gradient နဲ့မတူတော့ဘူးကျွန်တော်တို့ဒီထည့်နေတဲ့နေရာမှာအရောင်လေးတွေထည့်သွားတယ်เนาะအဲ့တော့ထည့်သွားပြီဟုတ်ပြီခုနလိုကျွန်တော်တို့အကွက်ကလေးတွေဖြစ်အောင်ဘယ်လိုလုပ်မလဲအကွက်ကလေးတွေဖြစ်အောင်လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာတစ်ချက်နှိပ်မယ်ဒီ gradient ကိုတစ်ချက်နှိပ်ပြီးရင်ကျွန်တော်တို့เนาะ gradient ကိုတစ်ချက်နှိပ်ပြီးရင်ကျွန်တော် object menu ထဲမှာကျွန်တော်တို့ဒီကောင်ကိုကျွန်တော်က rasterize လုပ်လိုက်ပဲ rasterize လုပ်တယ်ဆိုတာဘာလုပ်တာလဲဆိုတော့ပုံမှန်ဒါကကျွန်တော်တို့ vector graphic ပေါ့နော် vector graphic ကိုကျွန်တော်တို့က pixel graphic သို့မဟုတ် bitmap graphic ဖြစ်အောင်ပြောင်းပလိုက်တဲ့သဘောပဲเนาะအဲ့တော့bitmap graphic ဆိုတာကျွန်တော်တို့သိလားဆွဲချက်လိုက်ရင်ဝါးသွားမှာเนาะအဲ့ဒါတော့သတိထားရမယ်ပေါ့နော်ဒါဆွဲချက်လိုက်ရင်ဝါးအောင်လုပ်မဲ့ပုံစံပြောင်းလိုက်တာအဲ့တော့ RGB mode မှာပဲကျွန်တော်တို့ screen resolution ကိုဘယ်လောက်ထားခြင်းလဲ300ထားမယ်ဆိုရင် print ထုတ်တဲ့ချိန်မှာပိုအဆင်ပြေတယ်ကိုက print ထုတ်ဖို့စဉ်းစားထားရင်300နဲ့လုပ်ပါတော့ဒါပေမဲ့ site က300နဲ့လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့နည်းနည်းလေးစက်ကတော့ပိုfile size ကြီးသွားတဲ့အတွက်နည်းနည်းလေးသွားတာဖြစ်တတ်တယ်ကိုက social media design လုပ်မှာဆိုတော့ screen နဲ့ပဲသွားလို့ရပါတယ်เนาะဒီကတော့ white background ကတော့ white ထားပါ transparent ထားကြိုက်တာထားလို့ရပါတယ်ဒီမှာကျွန်တော် background မှာမပါ transparent မှာကျွန်တော်ထားထားလိုက်မယ်ပြီးရင်ကျွန်တော် okay နှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့သူဒီပုံတစ်ပုံဖြစ်သွားပြီเนาะသူ့ကို gradient တွေကိုသွားပြင်လို့မရတော့เนาะကျွန်တော်ဒီမှာ gradient နှိပ်လဲသွားပြင်လို့မရတော့နော်သူကပုံဖြစ်သွားပြီ okay အပုံဖြစ်သွားတဲ့ဟာကိုမှကျွန်တော်တို့က object menu ထဲမှာမလုပ်မလဲဆိုတော့create object mosaic ဆိုတာရှိမယ်နော်အဲ့ဒါမှာကျွန်တော်တို့mosaic လာပါကျွန်တော်နော်အဲ့ဒါမှာကျွန်တော်တို့ကကျွန်တော်ရဲ့ဒီ upload ratio က16:9ပေါ့နော်16:9ဆိုတော့16ကို16:9 ratio ပေါ့နော်အဲ့တော့16ကိုကျွန်တော်တို့က2နဲ့မြောင်းလိုက်ရင်32 9ကို2နဲ့မြောက်လိုက်18ပေါ့နော်အဲ့မှာကျွန်တော်ဒါကိုပေးလိုက်ပြီးကျွန်တော်တို့ okay နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့လုံးဝဟို8 bit ပေါ့ကျွန်တော်တို့8 bit gradient လို့ခေါ်တယ်ဒီဟာကိုသူကအကွက်ကလေးတွေနဲ့လောက်သွားတဲ့ gradient ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဒီကောင်ကို ungroup လက်လိုက်ရင်သူပြီးနော် ungroup လက်ရင်တကွက်မှာ1ရောင်ရှိနေတာကိုတွေ့ရလိုက်မယ်ဒီမှာတကွက်မှာ1ရောင်နဲ့အဲ့လိုသွားလိုက်ပဲသူတဖြည်းဖြည်းချင်းနော်အယောင်လေးတွေရင့်သွားမယ်ဒီဘက်ဆိုလဲလိမ္မော်ရောင်ကနေကျွန်တော်တို့ဒီမှာထားတယ် cyan ကနေ blue ဒီမှာလဲ cyan ဒီမှာ blue ဒီမှာ pink ဒီဘက်မှာ violet အဲ့လိုကျွန်တော်တို့ဒါပုံမှန်သမရိုးကြာ gradient တွေကိုသုံးတာတဲ့ဆိုင်ရင်ကျွန်တော်တို့style လေး tip နေတဲ့ပို့ပြီးတော့သူများနဲ့မတူတဲ့ gradient မျိုးရရှိရပေါ့နော် okay တတိယတစ်ခုသွားအောင်နော်တတိယတစ်ခုသွားမယ် okay တတိယတစ်ခုကလည်းသူ့ရဲ့ထူးခြားချက်လေးတွေကကြည့်အောင်နော်ဒီမှာဆိုရင်အကွက်တစ်ကွက်မှာအယောင်လေးတွေတရားနော်အကွက်မှာအယောင်လေးတွေတရားနော်အဲ့တော့ဒီဟာလေးတွေကလည်းကျွန်တော်တို့ခဏဝန်းလို့ပဲဟို object menu တွေကဒါလောက်ထားတာတော့သိကြတာပေါ့နော်ဒါပေမဲ့မတူတော့တာကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့လုတ်ပုံလုံးလေးကကွဲသွားပြီပေါ့နော်အဲ့တော့ဆိုရင်ကျွန်တော်တို့ဒီဟာတွေကိုလောလောဆယ်မှာဒီကောင်ကိုကျွန်တော်ပိတ်လိုက်မယ်ပိတ်ပြီးရင်ကျွန်တော်တို့လေးရအသစ်တစ်ခုခေါ်လိုက်မယ်လေးရအသစ်တစ်ခုခေါ်ပြီးရင်ကျွန်တော်ဒီထုံးစံတိုင်းပဲအပြည့်ဆွဲလိုက်မယ်โอเคဒီလိုဆွဲပြီးသွားရင်ကျွန်တော်တို့အယောင်ကိုကျွန်တော်တို့ရိုးပုံမှန်เนาะတစ်ယောင်ပဲတခြားတစ်ခုပေါ့ပေးလိုက်မယ်เนาะပေးပြီးသွားရင်ကျွန်တော်ကသူ့ကို transform ကျွန်တော်တို့ scale မှာเนาะ 5% ထားလိုက်မယ်เนาะ 5% ထားလိုက်မယ်သူ့ကိုဒီဘက်အဆုံးမှာထားမယ်သူ့ကိုတစ်ခုကိုကျွန်တော် copy ကူးပြီးတော့ဟိုဘက်အဆုံးမှာထားမယ်โอเคဒီတစ်ခုကိုကျွန်တော်တို့ gradient ပေးတော့မယ် gradient ပေးတဲ့အချိန်မှာကျွန်တော်ဒီဒီမှာเนาะတရားကိုတစ်ချက်နှိပ်လိုက်ပဲပြီးရင် edit gradient မှာကျွန်တော်ကပထမဆုံးဒီတရားမှာကျွန်တော် black ပေးလိုက်ပဲเนาะပြီးရင်အလဲမှာတရားပေးမယ်အလဲမှာကျတော့ကျွန်တော်တို့သူ့ကိုကျွန်တော်ကထားပါတော့ green เนาะပြီးနောက်ဆုံးမှာကျတော့ကျွန်တော်က yellow ပေးမယ် okay ဒီအောင်တော့ပေးမယ်ပြီးသွားရင်ကျွန်တော် gradient ကိုကျွန်တော်တို့gradient ကိုဒီတိုင်းပဲထားလိုက်မယ်เนาะကျွန်တော်ဒီလောက်ဒီပုံစံပဲထားလိုက် okay နောက်တစ်ခုလည်းကျွန်တော်တို့ gradient သွားပေးမယ် gradient ပေးမယ်ဆိုတော့ကျွန်တော်ဂျီနေလိုက်မယ်ပေါ့နော်ဒီပြီးရင်ကျွန်တော်ဒါကိုယူလိုက်မယ်ယူပြီးရင်သူ့ကို edit လုပ်မယ်ကျွန်တော်ကနောက်ဆုံးမှာဒီဟာကိုနောက်ဆုံးမှာ black ထားမယ်ဒီအလဲမှာကျတော့ကျွန်တော် cyan ပေါ့နော် cyan color ထားခြင်းတယ်အဲ့တော့ဒီကနေပဲကျွန်တော်ယူလိုက်မယ်เนาะ cyan เนาะ okay ပြီးသွားရင်ကျွန်တော်တို့ဒီနောက်ဆုံးကကျတော့ဒီ color ကိုကျတော့ကျွန်တော်တို့က red ပေးလိုက်မယ်เนาะ
blood တွေးပြီးရင်ကျွန်တော်တို့သူ့ရဲ့ဒီ gradient ကိုကျွန်တော်ပြောင်းပြန်လုပ်ပြီးတော့เนาะပြောင်းပြန်လုပ်ပြီးတော့သူ့ကိုကျွန်တော်ကဒီလိုမျိုးဆွဲချက်လိုက်မယ် okay ဒီနှစ်ခုပြီးသွားပြီဒီနှစ်ခုပြီးသွားရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီနှစ်ခုကိုကျွန်တော်တို့ကဒီဟာတစ်ခုကိုဆက်လက်မှတ်ပြီး W နှိပ်လိုက်မယ်ပေါ့နော် W နှိပ်လိုက်မယ်ဒီလိုလုပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ပုံမှန်သမမျိုးကြ gradient မဟုတ်တော့ပဲဒီလိုပုံစံရသွားပြီ okay ရသွားတာကိုမှကျွန်တော်ကဘာဆက်လုပ်အောင်မလဲဆိုတော့ကျွန်တော်တို့သူ့ကိုဟနှောင်းဝလို့ပဲကျွန်တော်တို့object menu ထဲမှာကျွန်တော်တို့ rasterize လုပ်လိုက်မယ်เนาะ rasterize လုပ်လိုက်မယ်ပြီးတော့ရင်သူ့ကို object menu ကနေပဲကျွန်တော်တို့เนาะဒီဟာလေးကိုယူပြီးကျွန်တော် okay နှိပ်လိုက်ပဲဆိုရင်အဲ့တော့သူဒီလဲကျွန်တော်တို့ပုံမှန်သမယိုးကြမဟုတ်တော့ပဲねဒီဇိုင်းတစ်ခုဖြစ်သွားပြီပေါ့နော်ဒါကတော့ကျွန်တော်တုံးလိုက်တဲ့အရာအစိမ့်တွေအများများသွားတယ်ပေါ့နော်ပထမကျွန်တော်ပြထားတဲ့ပုံစံအတိုင်းဆိုရင်ဒီဟာပို့ပြီးအဆင်ပြေတဲ့အရာပါပေါ့နော်အဲ့တော့ဒီအရာဆိုရင်ကျွန်တော်တို့เนาะကျွန်တော်တို့ကဒီအတွင်းအလဲမှာအနက်ရောင်နဲ့dark cyan ဒီဘက်မှာအနက်ရောင်နဲ့ green dark green ပေါ့နော်အဲ့ဒါလေးရောထားတဲ့အရာမျိုးအပေါ်မှာအနေအောက်မှာအနေဒီဘက်မှာအဝါပေါ့နော်အဲ့လိုသွားထားတာမျိုးပေါ့နော်အဲ့ဒါကတော့ဒါကိုတုံးလိုက်တဲ့အကြောင်းပုံမှာမူတည်ပြီးတော့ကိုယ့်ရဲ့ gradient ကပြောင်းသွားမှာပေါ့နော်နောက်ဆုံးတစ်ခု example ကိုသွားအောင်ပေါ့နော်နောက်ဆုံးတစ်ခု example ကိုသွား okay ဒီဟာကိုလုပ်ဖို့ဆိုရင်ကျွန်တော်တို့ကဒီလိုပုံစံလေးလုပ်ဖို့ဆိုရင်ကျွန်တော်တို့ကကျွန်တော်လေဟာအသက်ယူလိုက်မယ်ဒါတွေခဏပြန်ပိတ်လိုက်မယ်ကျွန်တော် rectangle တစ်ခုယူမယ်သူ့ကိုအပုံနဲ့အပြည့်ဆွဲလိုက်မယ်ပြီးရင်ကျွန်တော်သူ့ကို black ပေးလိုက်မယ်နော် black ပေးလိုက်မယ် okay black ပေးပြီးသွားရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ gradient must u ပေါ့နော်u2 okay အဲ့ဒါလေးယူမယ်ယူပြီးသွားရင်ကျွန်တော်ဒီအလဲကောင်လောက်မှာတစ်ချက်နှိပ်မယ်ကျွန်တော်ဟုတ်အစပြခဲ့တဲ့အယောင်တိုင်းတော့ကျွန်တော်မလုံးမပြတော့ဘူးကျွန်တော်ဒီနေရာမှာဒီလိုအယောင်တယောင်ပေးမယ် okay ပြီးသွားရင်ကျွန်တော်တို့ကเนาะကျွန်တော်တို့ gradient must u2 ကိုပြန်နှိပ်ပြီးတော့ကျွန်တော်တို့နောက်တစ်ယောင်ပေးမယ်ပေါ့နော်သူ့ကိုကြတော့ကျွန်တော်ကကျွန်တော်တို့ကဘာရောင်ပေးမလဲဆိုတော့ခရမ်းရောင်ပေါ့နော်ခရမ်းရောင် okay ပြီးတော့ရင်ကျွန်တော်တို့ဒီဘက်မှာတစ်ချက်ထပ်နေမယ်သူ့ကိုကြတော့ကျွန်တော်တို့ကဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီနေရာကအစိမ့်ထားပြီးနောက်ဆုံးမှအဝါထားလိုက်တာပိုကောင်းတယ်ပေါ့နော်ဒါမှသူနောက်မှာကာလာပြေးတာလှမှာပေါ့နော်ဒါအဝါရောင် okay အဲ့ဒါပြီးတော့ရင်ကျွန်တော်တို့ gradient must u2 ပဲပြန်နှိပ်ပြီးတော့ u2 ကိုနှိပ်ပြီးရင်ကျွန်တော်တို့ဒီမြင်းပေါ်မှာပဲပေါ့နော်ကျွန်တော်ဒီအပေါ်က a ပေါ့နော် a နဲ့ဒီအပေါ်ကဟာတွေအကုန်လုံးဆက်လက်မှတ်ပြီးရင်ကျွန်တော်တို့က grade ထားမယ်ပေါ့နော်ပြီးတော့ရင်ဒီအောက်မှာလည်းကျွန်တော်တို့ u2 ကိုနှိပ်ပြီးဒီနားမှာတစ်ချက်ထပ်နှိပ်ပြီး a နဲ့အကုန်လုံးဆက်လက်မှတ်ပြီးသူ့ကိုလည်း black ပေးလိုက်မယ်အဲ့တော့ကျွန်တော်တို့ရဲ့အယောင်ပြေးလေးကအလဲမှာပဲရှိတော့မှာပေါ့နော်အဲ့အလဲမှာပဲရှိတော့မှာဖြစ်သွားပြီဆိုမှကျွန်တော်တို့ကဒီအယောင်ပြေးလေးကိုကျွန်တော်တို့ maybe ဒီလိုဆင်းမယ်နော်အောက်ကိုဆင်းမယ်ဒီကောင်ကပြန်တက်မယ်နော်ပြန်တက်မယ်အဲ့လိုမျိုးကျွန်တော်တို့ပြီးရင်ပြန်ဆင်းမယ်ပေါ့နော်ပြန်ဆင်းမယ်ဒီဟာလည်းပြန်ဆင်းမယ်ဒီအောက်ကလည်းသူပြန်ဆင်းမယ်ဒါမျိုးလေးလုပ်လိုက်မှာပေါ့နော် okay လုပ်ပြီးသွားရင်ကျွန်တော်တို့ဒီ gradient mesh tool လေးတရားပြီးသွားပြီဆိုရင်ကျွန်တော်နောက်တစ်ဆင့်အနေနဲ့ကျွန်တော်ဒီမှာပြထားတာကเนาะဒီမှာပြထားတာကပထမထုတ်ပြထားတာဒီလို horizontal နဲ့တွားထားတာကျွန်တော် down လိုက်ပြန်သွားမယ်ပေါ့နော် down လိုက်ပြန်သွားမယ်ဒီလိုကျွန်တော်ဒီ layer 4မှာပေါ့နော် layer 4မှာ down လိုက်ပြန်သွားမယ်သွားဖို့အတွက်ကိုကျွန်တော်ဒီဒီလို black အပြည့် screen အပြည့်ဆွဲလိုက်မယ်သူ့ကိုပြီး transform လေးရ scale ကိုသွားမယ် scale ကိုသွားပြီးကျွန်တော်ကvertical ကို 5 sorryကျွန်တော် horizontal ကိုပြန်ပေးမယ်เนาะပြောင်းပြန်လုပ်မယ်ဆိုတော့ horizontal ကို 5 ပေးလိုက်မယ် okay ပြီးတော့ရင်ကျွန်တော်ကဘာလုပ်မလဲဆိုတော့သူ့ကို gradient linear ပဲเนาะ gradient linear တစ်ချက်နှိပ်လိုက်မယ်သူ့ကိုဒီမှာ black ဒီမှာ gray အဲ့ဒါကိုမှကျွန်တော်တို့ဒီမှာ edit gradient မှာအနက်ကိုနည်းနည်း shade တိုးမယ်ဒီကောင်ကိုလည်း shade နည်းနည်းတိုးမယ်เนาะအဲ့လောက်ဒီလောက်ပေါ့เนาะအဲ့လောက်ထားပေးမယ်เนาะ okay ထားပြီးတော့ရင်ကျွန်တော်တို့ဒီကောင်ကိုဒီဘက်အစုံကိုပို့လိုက်မယ်เนาะအဲ့တော့ဒီမှာဒီဘက်ဆုံးပို့မယ်တော့ထားလိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့ကcontrol alter နဲ့ပေါ့နော် alter နဲ့ drag ဆွဲပြီးတော့ copy ကူးလိုက်မယ်ပြီးအတိုင်းပဲ control D နှိပ်သွားမယ် control D နှိပ်သွားမယ် okay ဒါဆိုရင်ကျွန်တော်တို့ကမပြည့်သေးဘူးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီကောက်ကိုဒီ layer မှာရှိတဲ့အရာတွေကိုဆက်လက်မှတ်ချင်ဒီမှာတစ်ချက်နှိပ်လိုက်မယ်ဒါဆိုအကုန်မှတ်သွားပြီအဲ့ဒါကိုဒီမှာဖြည့်အောင်ဆွဲချိန်လိုက်ရင်ဒါညီသွားပြီ okay ညီသွားပြီအဲ့ဒါကိုမှကျွန်တော် control G ပေါ့နော် group ဖွဲ့လိုက်မယ် group ဖွဲ့လိုက်ပြီးရင်ကျွန်တော်တို့ဒီမှာ color dot ရှိမယ် overlay ရှိမယ် color dot okay color dot ပေးလိုက်ရင်ဒီလိုဖြစ်သွားပြီဟုတ်လားနော် okay အဲ့ဒါကိုမှ color dot မပေးဘူးဆိုရင်ကျွန်တော်တို့ဒီမှာ select ပြန်မှတ်
နော် color dodge မပေးဘူးဆိုရင် soft overlay ရှိမယ်နော် overlay ရှိမယ် soft light ရှိမယ် okay နော် soft light ရှိမယ်အဲ့တော့ဒါကပုံစံတစ်မျိုးပြဖြစ်သွားပြီပေါ့နော်ကျွန်တော်အစကလှုပ်ထားတာကအစလှုပ်ထားတာကဒီလိုline စင်းလေးတွေကအလျားလိုက်လှုပ်ထားအခုပြန်လှုပ်ပြတဲ့ပုံစံကကျတော့ down light ပြန်ဖြစ်သွားတာပေါ့နော် down light ပြန်ဖြစ်သွားတယ်ဒါမှမဟုတ်ဒီလိုအလျားလိုက်ကော down light ကောပေါင်းစပ်မယ်ဆိုရင်လည်း design ရတစ်မျိုးပဲနော်အဲ့ဒါအစုံပဲဗျာနော်လှုပ်ကြည့်ပါလှုပ်ကြည့်မယ်ဆိုရင်တကယ်လို့ကိုလှုပ်ကြည့်ရင်လည်းတကယ်ဒီတစ်ခုတော့ရှိတာပေါ့နော်ကျွန်တော်ဒီမှာအယောင်တွေကိုဖြော့တွေတုံးလိုက်တဲ့အတွက်နော်အဝါရောင်အစိမ်းရောင်ဖြော့လေးတွေတုံးလိုက်တဲ့အတွက်ဒီဘက်ကနှစ်ရောင်ကဒီအပေါ်အစာကိုတော့တိတ်မပေါ်တော့ဘူးပေါ့နော်အဲ့တော့အပေါ်အစာကိုပေါ်လွင်အောင်လို့တော့ကျွန်တော် dark ဖြစ်တဲ့နည်းနည်းလေး dark ဖြစ်တဲ့အယောင်လေးရွေးလိုက်ရင်တော့ပိုအဆင်ပြေမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ gradient tools တွေကိုဒီနေ့ရှင်းပြသွားတာကနော်သူများတွေနဲ့လုံးဝကွဲထွက်ပြီးတော့မတူတဲ့ design တွေလုပ်လို့ရအောင်ကျွန်တော်တို့လက်တွေ့အသုံးချလို့ရအောင်ရှင်းပြသွားတာဖြစ်တယ်အဲ့တော့ဒီ gradient tools တွေ gradient mesh တွေဒီလို design တွေကfuturistic ဖြစ်တယ် modern ဘက်ကိုသွားတယ်နော်အဲ့လိုမျိုး design brand တွေနဲ့ကိုက်နေမယ်အဲ့တခုတော့ရှိတယ် gradient တွေကိုမသုံးတတ်တော့လဲတအားသုံးနေကြတယ်လူငယ်တွေဆိုတာကလေတအားစတန့်ထွင်နေတာပေါ့နော်အသစ်အစမ်းတွေလည်းလုပ်ချင်ကြတယ်ဒါပေမဲ့ design ဆိုတာကကိုလုပ်ရမယ်လုပ်ငန်းမှာအသုံးတဲ့ဖို့ကအရေးကြီးဆုံးစဉ်းစားပါအဲ့တော့အသုံးကိုတဲ့ပါမလားကိုလုပ်ရမယ် brand ကနော်ဘူး traditional ဘက်ကိုသွားနေတဲ့ brand ဆိုရင်ကျွန်တော်တို့ဒီလို gradient တွေသုံးဖို့မသင့်ပါဘူးမဟုတ်ဘူးကိုလုပ်ရမယ်လုပ်ပေးရမယ်လုပ်ငန်းတွေကလိုမျိုး futuristic ဖြစ်တဲ့နည်းပညာဆန်တဲ့ modern ဆန်တဲ့ဘက်ကိုသွားခြင်းတဲ့လုပ်ငန်းတွေဆိုရင်တော့ကျွန်တော်တို့ဒီလို gradient တွေသုံးကြည့်ပြီးတော့နော်သူများအိမ်နဲ့ပို့ပြီးကွက်ထွက်နေတဲ့ design တွေလုပ်လို့ရမှာဖြစ်တယ်အဲ့တော့သုံးတဲ့အယောင်တွေကလည်းသတိထားဖို့လိုတယ်ကျွန်တော်အခြေခံနေစပြောသွားတယ်နော်အဲ့လိုအစိမ်းနဲ့အနီနဲ့သုံးမယ်ဆိုရင်အကြားမှာအဝါရောင်လေးခံထားတာကပို့ပြီးတော့ smooth ဖြစ်တဲ့ gradient မျိုးရရှိမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် color တွေမှာ color ဒီ color တွေကိုကြည့်ပါနော်ဒီ color တွေကိုကြည့်သူပြထားတဲ့ဒီ color တွေကကျွန်တော်တို့ primary color secondary color เนาะကျွန်တော်တို့အခြေခံကနေစတင်ခဲ့တဲ့ color အတိုင်းကိုသူတို့ဒီ spectrum လေးကိုလောက်ထားတာဖြစ်တယ်ဒါကြောင့်မလို့ကိုကအစိမ်းနဲ့အနေနဲ့လှုပ်ရှင်တယ်ဂျားထဲမှာကျတော့ဟယ်လိုကွန်ပျူတာလှုပ်သွားတာအဝါဖြတ်ကြီးဖြစ်နေအဝါဖြတ်ကြီးဖြစ်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်လေအဝါအစိမ်းနဲ့အနေကြားမှာအဝါရှိရမှာဖြစ်တဲ့အတွက်အဲ့လိုအယောင်တွေပါလာရင်အဝါရောင်ကိုအလဲကောင်းခံပေးရမယ်ဆိုတာသဘောပေါက်အောင်မယ်အစိမ်းနဲ့အပြာနဲ့လှုပ်မယ်ဆိုရင်လည်းဇိုင်ယန်လေးခံထားတယ်ဆိုတာသဘောပေါက်အောင်မယ်ဒါမှသာကိုယ့်ရဲ့ gradient တွေက smooth ဖြစ်မယ်အဲ့အခြေခံတွေစပြီးတော့ခုဒီနေ့ပြောသွားတာတွေအကုန်လုံးကိုသေသေးချာလေ့ကျင့်မယ်ဆိုရင်ကိုယ့်ရဲ့ design တွေကသူများနဲ့ကွဲထွက်ပြီးတော့လှပတဲ့ design တွေဖြစ်လာမှာเนาะအဲ့တော့ဒီနေ့သင်ခန်းစာကတော့ sharing လုပ်ပေးတာတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်